မင်းပြောရလေဟုတ်တယ်သူ့အိမ်မိမဂူကြီးနှလုံးရှိရလေသူအဲ့ဒီဂူကြီးပေါ်တက်ပြီးလက်ကိုအကြာကြီးကြည့်နေတတ်တယ်ကွဒါဆိုနားစီကစွမ်းယူနေရနေမှာမြေပဲစားလော်ရီစားနေတဲ့ဖိုးထုစီမိဝိုင်းတို့တတိုင်းအမောတကောနဲ့ပြေးလာတယ်ဟာဘလို့ပြေးလာကြတာလဲမင်းဦးရွာပြင်မှာဆုံးမရှိရသိပြီဗလားငါလည်းတို့ရမှာဆုံးရှိတာငပိန်ပြောလို့သိရတာဟာဟုတ်တယ်ဖိုးထုရဲ့ရွာထဲမှာဟိုးလေးတကြော်ဖြစ်နေတာငါတို့အိမ်ကလူတွေတော့မှပြောနေကြပြီဖိုးထုကစဉ်းစားလိုက်တယ်ဟုတ်လို့လားကွာငါလည်းမကြားမိပါလားဘယ်ကြားမှာလဲမင်းကအခုတလောအိမ်တွင်းအောင်းနေတာဟုတ်ငါတို့ကတော့ကြားလို့လေဘဲမှမသွားရဲမလားဒီတနေ့အမှန်ဆိုမလွယ်ဘူးနော်ငါတို့တွေတတိနဲ့နေမှရှာမှာကိုချက်ကြီးရောသိပြီဗလားမသိဘူးဟာဒီလိုနဲ့ဖိုးထုတို့အဖွဲကစုံမတွေအကြောင်းထိုင်ပြောနေလိုက်ကြတယ်နောက်နေ့ရောက်တော့ကျောင်းဝင်းထဲမှာတုပ်ပေါ်နေပူကြီးစကားများနေကြတယ်မင်းကြည့်နေမင်းလိုအနိုင်ကျင့်တဲ့ကောင်စုံမကြိုက်မှာအမလီဘာစုံမလဲအဲ့ဒီစုံမကိုလေငရုတ်စုံနဲ့ဂျင်းများများနဲ့ထဲ့တောင်မြင်မှာဘာတက်နိုင်မှာလဲဖိုးထုလည်းတုပ်ပေါ်ရှံပြည့်တဲ့ကြားလို့ရောက်လာတာဟဲ့တုပ်ပေါ်သွားမယ်အဲ့ဒီကောင်နဲ့တူးဖြစ်မနေနဲ့မိဝိုင်းလည်းကျုပ်ခုန်နေရရောက်လာတယ်ဟုတ်ပါရုပ်ကဂျပန်နံပါတ်သမားရှောက်သီးစားထားတဲ့ရုပ်နဲ့ကြည့်လို့မရဘူးအောင်မမကြည့်ချင်လဲမကြည့်နဲ့ပေါ့ဘသူကကြည့်ခိုင်းနေလေငါဆရာရုပ်ကိုများငပိန်ကနေတိုင်းထုတ်ပြီးပြေးချလာမြင်တော့အောင်ဘူးကဘိုးကြီးနားကိုကတ်သွားလိုက်တယ်မကြောက်နဲ့အောင်ဘူးငါရှိတယ်ဒီကောင်လောက်ကတော့ကင်ပေါက်လိုက်တော့ရတယ်ငပိန်ကသူ့ရဲ့ဗလာကိုထိုးပြနေတော့ချက်ကြီးရဲ့ကျောင်းချန်စီကနေလမ်းခေါ်တန်းကြားလိုက်တော့ငပိန်ကချက်ကြီးစီကိုပြေးသွားလိုက်တယ်ဘာတော့ကိုချက်ကြီးကဟိုမှာသွားပြေးမလို့ရွာပြင်ကဆုံးမအကြောင်းသိကျင်လို့မင်းတို့များသိမလားလို့လာမိတာသိမသိဘူးဗျကိုချက်ကြီးကဘာလို့မလို့လဲငါသူ့ကိုနှိမ်နှင်းမလို့ဝါတို့ကိုချက်ကြီးဆုံးမအောင်နှိမ်နှင်းတော့မယ်ပေါ့ဟုတ်လားကျွန်တော်တို့ရောဘာကူညီပေးရမလဲဗျမိဝိုင်းမေဒေါခင်ဝိုင်းကကြီးတော်များနဲ့တူအိမ်ပေါ်မှာစကားကောင်းနေကြတယ်ခင်ဝိုင်းငါရွာမှာအခုတလုံးမဟုတ်တရုတ်တွေကြားနေရတယ်တော့ညီတို့ရွာများဘာသာဟန်မှမကြားရဘူးဘာများလဲကြီးတော်ရဲ့ကြုံနေပြောပါအောင်တော့သူတို့ပြောနေအောင်မိဝိုင်းကဘေးကနေနားထောင်နေလိုက်တယ်ဆုံးမတယ်လေဆုံးမရှိတယ်ရှိရဲနဲ့အတန်တွေစုနေတာအဲ့ဒီဆုံးကဘာတူလဲဆိုတာကြီးတော်များသိလားဝေဆိုတဲ့ကလေးမလေးလို့ပြောတာပါပဲဟဲ့ချောချောလေးကဘလို့ဆုံးပြစ်မလဲနော်အဲ့ဒီကလေးမရွာပြမနေရလေဟာမဝေဆိုတဲ့အမကြီးလားမသိဘူးဟိုကောင်တွေကိုတွေ့ရင်ပြောပြရမှာမဟုတ်ပါဘူးအခုပဲသွားပြောမယ်အမေသမီးဖိုးထုတို့စီကိုခဏသွားအောင်မေသွားပြီနော်မေဟဲ့မိဝိုင်းညီစောစောပြန်လာခဲ့အောင်နော်အော်ဒီကလေးမတော်တော်အဖော်မင်းပါလားကလေးတွေကိုလေငါတို့ရွာပြင်မလာစေနဲ့ပြောထောင်တော်ကြဆုံးပြူစားထောင်မေငါလည်းပြောင်းမယ်ခင်ဝိုင်းကြီးဟုတ်ကဲ့ပါကြီးတော်များရဲ့ကြုတ်ပြောထားလိုက်မယ်သမီးကိုတွေ့ရင်လေခုဆုံးမပြီးပါအောင်ကြီးတော်ကြီးအေးပါဟဲ့ငါမိဝိုင်းကိုတွေ့ရင်ဆုံးမပြီးမယ်အခုတော့ပြန်ပြီအေးတစ်ဖက်မှာလေဘိုးကြီးအောင်ဖူးနဲ့မောင်ဖူးတို့ချောင်းထဲမှာရေခုံးနေကြတယ်အောင်ဖူးရဆုံးမတဲ့မင်းသိလားအောင်ဖူးကရင်ငုံလိုက်တယ်ပြီးတော့ပြန်ပေါ်လာတယ်ကြားတော့ကြားတာရွာပြင်ကဆုံးမဆိုလားဘာလားသူကတော်တော်လှရလို့ပြောတယ်ကွာဟုတ်လားအဲ့ဒါဆိုမဝေဆိုတဲ့အမကြီးလားမသိဘူးအိမ်မှာချော့တယ်လေကွာဟေးမင်းတို့ရောဘလို့မြင်ကြလဲမိဝိုင်းတယောက်သူတို့ဂျာမင်းနာစပိန်ဖြတ်နေလာတာကိုဘိုးကြီးမြင်လိုက်တော့လှမ်းစားလိုက်တယ်စပိန်ကြီးကဘိန်းလည်နေရဲ့ပြိုအောက်ဘူးဘာကောင်စပိန်နင်းလာလေကွာနှံပြီးစုပ်ပါကျွဲကြီးအိုင်နဲ့လူးနေတဲ့ကောင်နေရများနင်းတို့ချိုးနေရဲ့ရှင်ကကျွဲကြီးရေဆိုတာသိရလားတကယ်ကိုစိတ်ပြက်စရာယွန်စရာကြီးဝေါ့မိဝိုင်းပြောမှနင်းကိုကျင်းလိုက်တော့ကျွဲတွေကသူတို့ချိုးနေရဲ့ချောင်းနဲ့ချီးရီပါချနေရတွေ့လိုက်တာကျွဲချောင်းနေရဲ့ငမှုသမားဦးငွေကစကားလှမ်းပြောလိုက်တယ်ဟာအယူကောင်လေးတွေကျွဲတွေကြီးပါချနိုင်မမြင်ပဲရေတောင်ကူးနေလိုက်သည်ဟာဦးငွေအချင်းယုံနေတာတို့ကိုမပြောဟဲ့အောင်လေကုန်းမော်ပြန်နေကြထွီငါအရင်နဲ့ဘလို့ကျင်းလိုက်ပြီးဖွိထင်တာငါလေးဒါကြောင့်ကျွဲကြီးစော်နန်းနေပါတယ်လို့နေပြောလေကွာမင်းကလေအနဲ့ရှူမီများနေလိုက်သည်ကုန်းမော်မြန်တက်ခဏကြာမှာတော့မိဝိုင်းကဖိုးတို့အိမ်ကိုရောက်လာတယ်
ငါသိပြီဖိုးတူဆုံးမဘာတူလဲဆိုတာအမလီရဲ့မောတာအေးငါလည်းသိရလေနေကအဲ့ဒါပြောချင်လို့ဒီထိလာလားငါတော့ဟိုကောင်တွေကိုသွားပြောမလို့အော်ငါအပြင် तू မသိကိုထင်လို့လာလိုက်တာအေးပါဟဲ့သွားမယ်ဒါဆိုလဲဟိုကောင်နေစီကိုဒါလို့နေဖိုးတူနဲ့မိဝိုင်းနှစ်ယောက်သာထွက်လာခဲ့ကြတယ်တော်ဘောကသူ့မိခိုင်းလို့နောက်ဘေးရီကမှာဝိတ်လျှော်နေရငပိန်ကဘေးကနေစကားတွေပြောနေတယ်ဟဲ့မမေလျှော်ကွာမင်းရိုင်ကလည်းကြာချက်အဲ့မကြီးကိုသွားချောင်းပါမယ်ဆိုကမှဟာအေးပါကွာမင်းကလေလူဝပိန်တလောက်စိတ်ကြီးပဲဒါလို့အလုပ်တွေငါခုမှလုပ်ဘူးလားကွာမားသားကြီးကွာတကယ်ပါပဲဖိုးထူတို့ကသူတို့စီကိုရောက်လာကြတယ်ငပိန်မြင်လိုက်တော့မင်းတို့ဆုံးမအကြောင်းငါပြောပြမယ်ငါတောင်ဆရာချက်ပြောလို့သိရလားအမေဆရာချက်ဆိုပါလားပြောပြပါဦးဒါဆိုလေဆုံးမအကြောင်းဒါလို့ကွာမဝေရတော်တော်ချောတာဟိုသူ့လားကွာဘလို့ပြောရမလဲသူ့အသက်ကဘလောက်လဲဆိုတာ तू လည်းမသိဘူးတရွာလုံးလည်းမသိကြဘူးပို့ဆိုတာဟာ तू ကငါတို့ရွာသူမဟုတ်ဘူးလေနောက်ပြီးညတွေဆိုရင်ဟီဟာအတန်တွေကြားနေရတယ်တဲ့ပြီးတော့မင်းတို့တွေးကြည့်ကွာမိန်းကလေးတယောက်တည်းရွာပြင်မှာဘလို့တက်တိနဲ့နေရတာလေငါမကြောက်တတ်သူတော့တွေးရင်းနဲ့ကြောက်လာတယ်မင်းပြောရလေဟုတ်တယ်သူ့အိမ်မင်းမှာဂူကြီးနှလုံးရှိရလေသူအဲ့ဒီဂူကြီးပေါ်တက်ပြီးလက်ကိုအကြာကြီးကြည့်နေတတ်တယ်ကွဒါဆိုလက်စီကဆွမ်းယူနေရနေမှာနောက်ဆိုလူတွေကိုပန်းပြီးအမလေးကြောက်တယ်မတွေးရပါဘူးဗျာဒါနဲ့ကိုချက်ကြီးစီသွားကြရအောင်လေသူဆိုရင်ပို့သီးလောက်မှာနော်တိုးပေါ်လေအဝိရှော်တာမပြီးသေးပဲနဲ့သူတို့နဲ့အတူချက်ကြီးစီကိုထွက်လာလိုက်တယ်